သုံးတဲ့နေရာမှာသုံးတယ်လို့ဒီလိုပဲဆိုတယ်နော်သုံးတဲ့နေရာမှာသုံးတာအပြက်ကမာနသောနရောစိတ်ထားတည်ငြိမ်ပြီးတော့ဥပေတိဗတ္တကံဌာနယထခန္ဓဝါနသောစတိဒီဘဝမှာလည်းကြည့်မယ်ဆိုလို့ရှိရင်ပညာမျက်စိလည်းဒီစီဝါရေးပညာမျက်စိလည်းရှိတယ်ကိုချင်းတရားနဲ့လည်းမျက်စိရှိတယ်ဆိုစီးပွားကိုချင်းတရားနဲ့ထိန်းကိုချင်းတရားကိုစီးပွားနဲ့ထိန်းအပြန်အလှန်ထိန်းညှိထားသည့်အတွက်ကြောင့်ကိုချင်းတရားလည်းမပြည့်စည်ဘူးစီးပွားရေးလည်းမပြည့်စည်ဘူးဆိုပါတော့စီးပွားရေးတော့ရှိပါတယ်ကိုချင်းတရားမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဟာလေစီးပွားတက်လာတာကိုအကြောင်းပြုပြီးကိုချင်းတရားလည်းပြတ်တတ်တယ်ပေါ့ကိုချင်းတရားနဲ့မထိန်းဘူးဆိုလို့ရှိရင်စီးပွားရေးဟာလည်းပြတ်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့လို့စီးပွားကိုကိုချင်းတရားနဲ့ထိန်းကိုချင်းတရားကိုစီးပွားနဲ့ထိန်းဆိုပြီးတော့အခုလို့ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့်သာလေဒီကြီးပွားတိုးတက်နိုင်တယ်အဲ့ဒီလိုပညာမျက်စိအမြင်2မျိုးရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့ဒီလိုပညာမျက်စိအမြင်2မျိုးရှိတဲ့ပုဂ္ဂိုလ်ဟာဥပေတိဗတ္တကံဌာနယထခန္ဓဝါနာသောစတိဘယ်နေရာရောက်မစိုးရင်ရတဲ့နေရာမျိုးဒီဘဝမှာလည်းတိုးတက်တယ်နောက်ဘဝမှာလည်းကောင်းရသူတိရောက်တယ်ဆိုတဲ့ဒီလိုအကျိုးတရားတွေကိုရရှိနိုင်တယ်လို့မြတ်စွာဘုရားကအန္ထသုတ်တံမှာဒီလိုဟောထားတာဖြစ်ပါတယ်အေးဗုဒ္ဓအလိုတော်ကြောင့်လူဘဝကိုဖော်ဆောင်ရမယ်ဆိုလို့ရှိရင်တို့တွေဟာလူဘဝရလာပြီဆိုလို့ရှိရင်စီးပွားရေးပညာမျက်စိရှိအောင်တို့တွေသင်ယူကြရမယ်စီးပွားရေးရအောင်ကြိုးစားအထောက်ကြရမယ်အဲ့ဒီစီးပွားရှာတဲ့အခါမှာလည်းပဲကိုချင်းတရားမပြတ်တဲ့စီးပွားကိုချင်းတရားကောင်းမှုတဲ့ပုံမှာအခြေခံပြီးတော့ရလာတဲ့စီးပွားဥစ္စာကိုသာလေတို့တွေဟာမျက်မျက်နှာနှာရှာဖွေကြမယ်လို့ကိုချင်းတရားကိုလည်းတန်ဖိုးထားခြင်း